ညီမနှစ်ယောက်စလုံးကတထေးကြီးတယောက်ကိုတပြိုင်နက်တည်းချစ်မိသွားကြတယ်သူတို့နှစ်ယောက်စလုံးကအဲ့ဒီတထေးကြီးကသူတို့ကိုကန်ဆန်းမဲတစ်တာထဲကနေရွေးချယ်ပေးဖို့မျှော်လင့်နေခဲ့ကြတာပါအဲ့ဒီလူကညီမဖြစ်သူရဲ့နံပါတ်ပါတဲ့တစ်တာကိုရွေးလိုက်ပေမဲ့ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အမဖြစ်သူရဲ့နံပါတ်ဖြစ်နေပါတယ်အမဖြစ်သူကတော့ပျော်ရွှင်စွာနဲ့အဲ့ဒီလူကိုဖတ်ပြီးသူ့ကိုရွေးချယ်ပေးတဲ့အတွက်ကျေးဇူးတင်ကြောင်းပြောခဲ့တယ်ဒါပေမဲ့အဲ့ဒီလူရဲ့မျက်လုံးတွေကသူမရဲ့ညီမစီမှာပဲရှိနေတာကိုတော့သူမသတိမထားမိခဲ့ပါဘူးမင်္ဂလာဆောင်တဲ့နေ့မှာတော့အဲ့ဒီလူကသူမကိုပါရိုက်ခဲ့ပြီးညီမဖြစ်သူရဲ့ဇာပနာကိုခေါ်သွားပါတယ်။ဘာတွေဖြစ်ပျက်ခဲ့တယ်လဲဆိုတာကိုသူမလုံးဝမသိခဲ့ဘူး။အဲ့ဒီလူကမင်းသာသူမရဲ့ကန်ဆန်းမဲတစ်တာကိုမယူခဲ့ရင်ငါတို့လက်ထက်ဖြစ်မှာမဟုတ်တလို့သူမလည်းနှလုံးရောဂါနဲ့တိတ်ဆုံးရမှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။အဲ့ဒီနောက်အဲ့ဒီလူကသူ့ညီမအတွက်ကယ်စားချေဖို့ဆိုပြီးသူမရဲ့မင်္ဂလာလက်စွပ်ကိုချွတ်လိုက်ပါတယ်။ပြီးတော့သူမကိုညီမဖြစ်သူရဲ့ခေါင်းကလာထဲကိုပါထည့်လိုက်ပါတော့တယ်။သူမပြန်နိုးလာတဲ့အချိန်မှာတော့အဲ့ဒီလူကကန်ဆန်းမဲတစ်တာကနေဇနီးလောင်ရွေးချယ်မဲနေကိုပြန်လည်ရောက်ရှိနေတာကိုတွေ့လိုက်ရတယ်ဒီတစ်ချိန်မှာတော့သူမဟာသူမရဲ့ကံကြမ္မာကိုပြောင်းလဲဖို့ဆုံးဖြတ်လိုက်ပါတယ်လွန်ခဲ့တဲ့18နှစ်ကသူမရဲ့အမေဟာနာမကျန်းဖြစ်နေတဲ့ဖခင်ကိုပြစ်ပယ်ပြီးသူမကိုခေါ်ကအမေရဲ့ရီးစားဟောင်းစီမှာနောက်အိမ်ထောင်ပြုခဲ့ပါတယ်သူတို့မှာကလေးတစ်ယောက်လည်းရှိနေပြီးသားပါမျက်နှာလိုက်တတ်တဲ့အမေဟာညီမဖြစ်သူကိုပဲအလိုလိုက်ခဲ့ပြီးသူမရဲ့ငယ်ဘဝမှာတော့အဲ့ဒီလူတစ်ယောက်ပဲသူမကိုကူညီခဲ့တာပါသူမဟာအဲ့ဒီလူကိုတိတ်တခိုးချစ်ခဲ့ပေမဲ့ညီမဖြစ်သူကတော့သူ့ကိုလူယူသွားခဲ့ပါတယ်သူတို့နှစ်ယောက်လက်မထပ်ဖြစ်ခဲ့တာကတော့ညီမဖြစ်သူမှာအရင်ဘဝကဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်တစ်ခုရှိနေလို့ပါအမေဖြစ်သူကအဲ့ဒီလူကိုညီမရဲ့လျှို့ဝှက်ချက်ကိုမသိစေချင်တဲ့အတွက်ကန်ဆန်းမဲတစ်တာတွေကနံပါတ်ကိုသူမရဲ့နံပါတ်နဲ့လဲလှယ်ခဲ့တာပါဒါပေမဲ့ဒီတစ်ချိန်မှာတော့သူမကအဲ့ဒီနံပါတ်ကိုညီမဖြစ်သူရဲ့နံပါတ်ဖြစ်အောင်ပြန်လဲလိုက်ပါတယ်အဲ့ဒီလူကတော့ညီမကိုရွေးလိုက်ရပြီအထင်နဲ့အယမ်းပျော်သွားခဲ့တယ်အမေဖြစ်သူကမင်္ဂလာဆောင်မတိုင်ခင်အဲ့ဒီလူစိတ်ပြောင်းသွားအောင်လုပ်ဖို့သူမကိုတတိပေးပေမဲ့သူမကတော့သူတို့ကိုအံ့ဩစရာတစ်ခုပေးဖို့ဆုံးဖြတ်ထားပါတယ်အိမ်ပြန်ရောက်တဲ့အခါမှာတော့ညီမဖြစ်သူကဖခင်ဖြစ်သူပေးထားတဲ့လက်ဆောင်ကိုဖျက်ဆီးထားတာကိုတွေ့လိုက်ရတယ်။စပွဲပေါ်ကစူပွက်နေတဲ့ရေနွေးအိုးကိုမြင်လိုက်တဲ့အခါမှာတော့အရင်ဘဝကညီမဖြစ်သူကသူမကိုအကွက်ဆင်ပြီးရေနွေးပူနဲ့တမင်တကာလောင်းခဲ့တာကိုသတိရသွားပါတယ်။အဲ့ဒီဘဝတုန်းကအဲ့ဒီလူကသူမကိုဒေါသတကြီးနဲ့ရေနွေးပူနဲ့လောင်းခဲ့တာမို့အခုတော့သူမကညီမဖြစ်သူကိုအရင်တွန်းလိုက်ပါတယ်ရေနွေးပူတွေကညီမဖြစ်သူကိုဖိတ်ဆင်သွားပါတော့တယ်။အဲ့ဒီလူကဆေးထည့်ပေးဖို့အတွက်ညီမဖြစ်သူကိုအင်ဂျီချုပ်ခိုင်းပါတယ်ညီမဖြစ်သူကတော့ချက်ချင်းပဲထိတ်လန့်သွားပါတယ်။သူမရဲ့လျှို့ဝှက်ချက်ကိုလူသိမခံချင်လို့ပါ။ဒါပေမဲ့သူမမသိတာကတော့အမဖြစ်သူရဲ့ကလေးစားချေမှုကခုမှစတင်တာပဲဖြစ်ပါတယ်။မကြခင်မှာပဲအဲ့ဒီလူဟာညီမဖြစ်သူနဲ့မင်္ဂလာဆောင်ခဲ့ပါတယ်။သူမဟာဖိုင်တွဲတစ်ခုကိုကင်ပြီးရောက်လာခဲ့တယ်။ပြီးတော့အဲ့ဒီလူကိုညီမရဲ့လျှို့ဝှက်ချက်ကိုသိချင်လားလို့မေးလိုက်ပါတယ်။အမေဖြစ်သူကတော့သူမဟာညီမဖြစ်သူကိုမနာလို့ဖြစ်နေတာလို့ပြောခဲ့ပါတယ်။အဲ့ဒီလူကညီမဖြစ်သူဘက်ကနေကာကွယ်ပေးခဲ့တဲ့တက်တော်ဆောင်တွေကိုသူမကိုမောင်းထုတ်ခိုင်းတဲ့အချိန်မှာတော့သူမကဖိုင်တွဲတွေကိုကျဲချလိုက်ပါတယ်ညီမဖြစ်သူမှာကူးစက်ရောဂါတစ်ခုရှိနေတာကိုတွေးလိုက်ရတဲ့အခါမှာတော့အဲ့ဒီလူဟာအကြီးအကျယ်အံ့ဩတုန်လှုပ်သွားပါတော့တယ်